ဥပါဒကအကြောင်းတည်ကောင်းစေရအပိုင်းနဲ့ဘယ်များလို့ဖြင့်ဥပါဒကဟုခေါ်နိုင်ပါသလဲတိလရှိသောဥပါဒကဟုဆိုနိုင်ပါသလဲသရတရားနဲ့ပြည့်စုံသူလို့ဆိုနိုင်ပါသလဲစွန့်ကြဲမှုစာကနဲ့ပြည့်စုံသူလို့ဆိုနိုင်ပါသလဲပညာနဲ့ပြည့်စုံသူလို့ဆိုနိုင်ပါသလဲဖရာတရားသံဃာယရဏသုံးပါးစိကသူကိုဥပါဒကဟုခေါ်နိုင်ပါတယ်ပါဏာတိပါဒအဋ္ဌိဒါနကာမိတုမိစ္ဆာစာရဘုဒ္ဓဝါဒဒုရမေရယတို့မှရှောင်ကျင်သူငါးပါးသီလမြဲသူကိုသီလရှိသူဟုဆိုနိုင်ပါတယ်ဘုရားကုံတော်ကိုပါဘုရားရဲ့တပ္ပညုတဉာဏ်ကိုယုံကြည်သူကိုတရားတရားနဲ့ပြည့်စုံသူလို့ဆိုနိုင်ပါတယ်မိမိရဲ့အိမ်မှာမိသားစုတွေဟာအလှူဒါနမှာမွေလျော်ကြပြီးနေထိုင်ကြတာကိုစွန့်ကြဲမှုစာကနဲ့ပြည့်စုံသူလို့ဆိုပါတယ်ခန္ဓာ၅ပါးရဲ့အဖြစ်အပျက်ဝိပဿနာရှုမှတ်ပွားများသူကိုပညာနဲ့ပြည့်စုံသူလို့ဆိုပါတယ်အတ္တပါရနှမျိုးနဲ့အညီနေထိုင်သောဥပါဒကကိုယ်တိုင်လည်းလူသူများအားလည်းသူတော်အားလည်းတိုက်တွန်းသောဥပါဒကသည်ကိုယ်တိုင်လူသည့်အတွက်ကြောင့်ကိုယ်တိုင်လည်းချမ်းသာပြီးသူတော်ဘာတိုက်တွန်းသည့်အတွက်ကြောင့်ချွေရန်လီပေါ်များတကောဩဇာလည်းကြီးပါပါတယ်ထိုဥပါဒကသည်အတ္တပါရနှမျိုးနဲ့နေထိုင်သောဥပါဒကဖြစ်ပါတယ်ကိုကျိုးသူကျိုးထိုနှမျိုးကိုကျင့်သောဥပါဒကမိမိကိုယ်တိုင်လည်းသရသီလစာကနဲ့ပြည့်စုံခြင်းတန်ခါကိုဖုံးမြော်လိုခြင်းတရားနာလိုခြင်းတရားဆောင်ထားခြင်းဆောင်ထားသောတရားကိုအဓိပ္ပာယ်နားလည်ခြင်းနားလည်သည့်အတိုင်းကျင့်ကြံခြင်းစသည့်ကိစ္စများဆောင်ရွက်ပြီးအခြားပုဂ္ဂိုလ်တို့ကိုလည်းမိမိကြည်ကြံသည့်နိဒုဂဝေတိဥပါဒကတို့လိုတိုက်တွန်းဆွဲဆောင်နိုင်သောဥပါဒကကိုကျိုးသူကျိုးထိုနှမျိုးကိုကျင့်သောဥပါဒကလို့ဆိုပါတယ်အင်္ဂုတ္တလာဥပါဒကအင်္ဂုတ္တပါဠိတော်လားဥပါဒကအရေးချင်းဉာဏ်ဖြင့်ရုပ်လျော်စေတတ်သောအကြောင်းအရာ9မျိုးမှာယန္တာတော်များအားတွေ့ဆုံဖူးမြော်မှုရုပ်လျော်ခြင်းတရားနာယူမှု၌မေ့လျော်ခြင်းကိုကျင့်သီလလုံခြုံအောင်မဆောင်ထိန်နိုင်ခြင်းယန္တာတော်များပေါ်၌ကြီးညိုမှုအာနေခြင်းချုပ်ကျက်ဆောင်းမြောင်းကအပြစ်ရှာလို့စိတ်ဖြင့်တရားနာယူခြင်းသာသနာအပြင်ဘက်နှင့်အလူကံပုဂ္ဂိုလ်အားရှေ့ခိုးမြော်ကိုရှာမိခြင်းကုသိုလ်ကောင်းမှုပြုလို့သောအခါလဲသာသနာတော်အပြင်ဘက်၌သာဦးစားပေးရှိဥစွာပြုလုပ်ပြီးသာသနာတော်၌နောက်မှကောင်းမှုပြုလုပ်ခြင်းတို့ဖြစ်ပါတယ်ဥပါဒကပြည့်စုံကြောင်းအရေးချင်းကောင်း9မျိုးကိုလည်းပြောင်းပြန်အဖြစ်မှတ်ယူနိုင်ပါတယ်ဗုဒ္ဓလက်ထက်အနာရဝိဓမိကဥပါဒကဝိသကသုတ်ပိယစသည်ဥပါဒကဥပါတိကမ္မတို့ဟာရိုးရိုးအချိန်၅ပါးသီလမြဲကြပြီးဥပုံနေတွေမှာဥပုသ္သီလမြဲကြတယ်ဒါနမှာမွေးလျော်ကြတဲ့စိတ်ကောင်းစေတနာကောင်းရှိကြတယ်ထို့ကြောင့်တို့တွေကွယ်လွန်သည့်အခါဒုတိယစသည်ဓာတ်ပြည်တွေရောက်ကြပါတယ်ဒါကြောင့်ဗုဒ္ဓလက်ထက်ဥပါဒကဥပါတိကမ္မတွေအားကြ၍အရိယာဥပါဒကဥပါတိကမ္မတွေဖြစ်အောင်ကြိုးစားတော်မူနိုင်ကြပါစေ